ကြားထီးတွေကစိတ်တူတဲ့အချိန်မှာကိုသားသမီးကိုတောင်တက်တယ်ဆိုတာသင်သိပါသလားဒါပေမဲ့အိန္ဒိယနိုင်ငံပန်နာကြားပေးမဲ့ဒေါက P243 လို့အမည်ရတဲ့ကြားကြီးကတော့တကဘာလုံးကိုအံ့အားသင့်စေခဲ့ပြီးသူဟာသားရဲရဲ့တဘာဝကိုစန့်ကျင်ပြီးမိခင်မဲ့သွားတဲ့သားသမီးတွေကိုတကောင်နဲ့ပြုစုပြိုးထောင်ခဲ့တဲ့တကယ်ကိုထူးခြားတဲ့ဖခင်ကြီးတကောင်ဖြစ်ခဲ့ပါတယ်2021ခုနှစ်မေလP243 ရဲ့အဖော်ကြားမကြီး P21332 ဟာဖျားနာပြီးတေဆုံးသွားခဲ့ပါတယ်။သူမတေဆုံးသွားတဲ့နေရာမှာ P243 ဟာနာယီပေါင်းများစွာငြိမ်သက်စွာထိုင်နေခဲ့ပါတယ်။ပြီးတော့အဲ့လိုသူဝမ်းနဲ့ပူဆွေးနေတာကိုတောအုပ်ဆောင်လျှောက်သူတွေကတွေ့ရှိခဲ့ကြတာပါ။ဒါပေမဲ့သူ့မှာဝမ်းနဲ့နေဘူးတဲ့ပိုအရေးကြီးတဲ့တာဝန်တစ်ခုရှိနေပြီးတော့အဲ့ဒါကတော့ကြံရစ်ထဲတဲ့အသက်၈လသားအရွယ်ကြားပေါက်လေး၄កောင်ပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကြားထီးတွေကသားသမီးတွေကိုပြုစုစောင့်ရှောက်လေမရှိပါဘူး။ဒါပေမဲ့ P243 ကတော့သူ့ရဲ့တဘာဝဗီဇကိုပြောင်းလဲပစ်ထည့်ပါတယ်။သူဟာကြားပေါက်လေးတွေနဲ့အတူဆော့ကစားပေးတာသူတို့လေးတွေဘေးကင်းအောင်စောင့်ရှောက်ပေးတာတွေကိုတကယ်မိခင်တယောက်လိုလှုပ်ဆောင်ခဲ့တာကိုတွေ့ရပြီးတော့အန်အားစွာအကောင်းဆုံးကတော့တားကောင်ကိုဖမ်းဆီးပြီးတဲ့အခါသူကိုယ်တိုင်ဒလုတ်မှမစားပဲသားသမီးလေးတွေအဝစားနိုင်ဖို့တကောင်လုံးကိုခြံထားပေးခဲ့တာပါပဲဒီလိုနဲ့ကြားပေါက်လေး၄កောင်လုံးဟာကြမ်းမာနဲ့အရွယ်ရောက်လာခဲ့ကြပါတယ်ဒါဟာသားရဲသရိစံတွေကြားမှာတွေ့ရခဲ့တဲ့အလွန်လှပတဲ့ဖခင်မြတ်တာရဲ့ပယုတ်တစ်ခုပါပဲဒီလိုထူးခြားရဲ့ချစ်ရမှန်အကြောင်းကိုသင်ရောဘလို့ထင်ပါသလဲအခုလိုစိတ်ဝင်စားစရာတရိစံဘဟုတုတတွေကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ Animal Facts မြန်မာကို follow ယူထားဖို့မမေ့နဲ့အောင်နော်